ပွဲတော်မင်္ဂလာအစပြုတဲ့နေ့ဟာခရစ်တော်နောက်ဆုံးပတ္တကပွဲတော်ကိုစားတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီနေ့ဟာဆိုရင်နီဆန်ယူဒလူမျိုးတွေအတွက်ပတ္တကပွဲတော်ပေါ့နော်သူတို့ကဒီနီဆန်လ14ရက်အဲ့ဒီနေ့မှာပတ္တကပွဲပတ္တကတူအသားကိုစားတာဖြစ်ပါတယ်ဆိုတော့ပတ္တကပွဲလုပ်တဲ့နေ့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီနေ့ခုနှစ်တော့ကျွန်တော်တို့အတိအကျမသိပြီမဲ့လဲနေ့ရက်ကြတော့နေဆန်14ရက်နေ့ဖြစ်ပါတယ်သခင်ယေရှုတစ်တော်ရှင်စဉ်တုန်းကသူပတ္တကပွဲတော့တွားလေးရှိတယ်ဒါမဲ့ဒီဟာကတော့နောက်ဆုံးသူစားခဲ့တဲ့ပတ္တကပွဲတော်ဖြစ်ပါတယ်ယူဒလူမျိုးတွေကဒီပတ္တကပွဲတော်ကိုဘယ်လိုလုပ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်လေ့လာတဲ့အခါမှာအယမ်းနာမည်ကြီးတဲ့လီယိုနာဒိုဒါဗင်စီရေးဆွဲထားတဲ့ပချေကားချက်နဲ့တော့တော်တော်ကွာဟမှုရှိပါတယ်လီယိုနာဒိုဒါဗင်စီရဲ့အယမ်းနာမည်ကျော်တဲ့ပေါ့နော် The Last Supper ဆိုတဲ့ပချေကားချက်ကြံခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်တော့ကသူရေးဆွဲခဲ့တဲ့ပချေကားချက်ဖြစ်ပါတယ်ဒီကနေ့ထိရှိသေးတယ်အဲ့ဒီပချေကားချက်ဟာဆိုလို့ရှိရင်တော့ဒီပချေကားထဲမှာတန်ဖိုးအရှိဆုံးတန်ဖိုးကြီးဆုံးတစ်ခုဖြစ်ပါတယ်ဒေါ်လာမီလီယံရာချီပြီးတော့တန်ပါတယ်အဲ့ဒီပချေကားချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာသူက4နှစ်လောက်ဆွဲတယ်လို့ပြောတယ်သခင်ယေရှုကဒီစပွဲအလယ်မှာထိုင်တယ်သူလက်ကြတော့ဖက်မှာတပည့်တော်6ယောက်ထိုင်တယ်လက်အဝဲတော်ဖက်မှာတပည့်တော်6ယောက်ထိုင်တယ်သူကလည်းတဲ့မှာထိုင်တာဖြစ်ပါတယ်စပွဲအရှိကြီးတခုကိုပေါ့နော်အသုံးပြုပြီးတော့မှအဲ့ဒီစပွဲမှာမြည်ထောက်တဲ့သူတွေရှိတယ်ခရစ်တော်ကိုကြည်ပြီးတော့မှပေါ့နော်ဒီစကားပြောတယ်လို့ပေါ့နော်သူကောင်းကောင်းဆွဲထားတာဖြစ်ပါတယ်၄နှစ်လောက်ကြာတယ်လို့ပြောတယ်တကယ်အရာနာမည်ကြီးတဲ့ပကြီးကားချက်ဖြစ်ပြီးမဲ့လဲ The Last Supper လို့ပေါ့နော်ဒီပွဲတော်အကြောင်းကိုကျွန်တော်ကြားလိုက်တာနဲ့ဒီပကြီးကားကိုမြင်ရောင်မိတယ်ပေါ့နော်တော့ကိုနာမည်ကြီးလို့ဖြစ်ပါတယ်ဒါပေမဲ့တကယ်လီယိုနာဒိုဒါဗင်စီကဒီယူဒလူမျိုးတွေရဲ့ပတ္တကပွဲစားပုံစားနေနားမလဲမိလို့ဖြစ်မယ်ပေါ့နော်နားမလဲလိုက်လို့ဖြစ်မယ်ဘာကြောင့်လဲဆိုတော့ယူဒလူမျိုးတွေကဒီပွဲတော်ဒီပတ္တကပွဲတော်စားတဲ့အခါမှာအဲ့ဒီလိုစပွဲအရှိကြီးကိုအသုံးပြုပြီးတော့မှအဲ့ဒီအတန်းလိုက်ထိုင်တာမျိုးမရှိဘူးအဓိကသူတို့ဘယ်လိုထိုင်တယ်လဲဆိုလို့ရှိရင်တော့အင်ရှင်အနေနဲ့ပေါ့နော်ဥပမာကျွန်တော်ထိုင်တယ်လို့ထိုင်တယ်ဆိုလို့ရှိရင်အင်ရှင်ကဒီမှာအလေတဲ့မှာထိုင်တယ်သူ့ရဲ့လက်ကြဘက်မှာသူ့ရဲ့အသေးကြော်ပေါ့နော်အခြေရဆုံးတော့သူထိုင်တယ်ပြီးတော့လက်ဝဲဖက်မှာကြတော့အဲ့ဒီနေ့အတွက်အထူးဧည့်သည်ထိုင်လေးရှိတယ်အဲ့ဒီအထူးဧည့်သည်ကိုအင်ရှင်ကနေပြီးတော့မှစပစ်ရည်ထဲမှာမုံကိုနှစ်ပြီးတော့မှဧည့်သည်တော်ကိုကျွေးလေးရှိတယ်ပြီးတော့လက်ကြဖက်မှာထိုင်တဲ့သူကတော့သူကဒီသူတို့တွေကထိုင်ပြီးမဲ့လဲတကယ်လဲလျောင်းတာဖြစ်တယ်ပေါ့နော်သူတို့အသုံးပြုတဲ့စပွဲနဲ့သူတို့ထိုင်တဲ့ထိုင်ကုန်ကမသိမရင်အမြင့်ကမသိမရင်ဖြစ်တယ်ကျွန်တော်တို့စပွဲပေါ်မှာထိုင်တယ်လို့မထိုင်ဘဲနဲ့သူတို့ကလဲလျောင်းပြီးတော့မှစပွဲပေါ်မှာပေါ့နော်မြေကိုထောက်ပြီးတော့မှဒီလိုထိုင်တာဖြစ်တယ်ဆိုတော့ဒီလက်ကြဖက်မှာထိုင်တဲ့သူကအဲ့ဒီလိုလဲလျောင်းပြီးတော့မှသူ့ခေါင်းနဲ့အင်ရှင်ရဲ့ဒီရင်ဘက်ပေါ့နော်အနီးဆက်ဆုံးနေရာမှာသူ့ခေါင်းကိုထားပြီးတော့မှသူတို့တွေကအေးဆေးစကားပြောတာဖြစ်ပါတယ်အဲ့ဒီလိုထိုင်ခွင့်ရတော့သူဟာအင်ရှင်ရဲ့အချစ်ဆုံးတော့သူဖြစ်တယ်ဆိုတော့ဒီသခင်ယေရှုနောက်ဆုံးညစာစားပွဲမှာဆိုလို့ရှိရင်တော့ရှင်ယောဟန်အနေနဲ့သူကအဲ့ဒီလက်ကြတော်ဖက်မှာထိုင်ခွင့်ရတယ်
လက်ဝဲတော့ဖက်မှာဘယ်သူထိုင်တယ်လဲဆိုတော့ကျွန်တော်အတိအကျမသိဘူးပီတရုတော့မဟုတ်ဘူးယာကုပ်လားမဟုတ်ရင်တော့ယူဒရှာကရောက်လားတယောက်ရောက်ဖြစ်မယ်ဆိုတော့တေးချတယ်ဆိုတော့အင်ရှင်ကဒီလိုထိုင်တယ်ပြီးတော့မှဒီတခြားဧည့်သည်တွေပေါ့နော်အထူးဧည့်သည်တွေကစပွဲကိုဒီတို့ရှိညာဘက်ချမ်းမှာအတန်းတန်းပြီးတော့မှဘယ်ဘက်ချမ်းမှာလဲအတန်းနေတန်းပြီးတော့မှသူရဲ့ဧည့်သည်တွေကိုဒီလိုထိုင်တာဖြစ်ပါတယ်ဆိုတော့သခင်ယေရှုနောက်ဆုံးညစာစားပွဲမှာဆိုလို့ရှိရင်တော့သူရဲ့လက်ကြတော့ဖက်မှာယောဟန်ထိုင်တယ်ဆိုတာတေချာတယ်လက်ဝဲတော့ဖက်မှာဘယ်သူထိုင်တယ်လဲဆိုတော့အတိအကျကျမသိဘူးပီတာကတော့ဟိုအနားလေးမှာထိုင်တယ်နဲ့တူတယ်ဘာကြောင့်လဲဆိုတော့သူမေးခြင်းနဲ့မေးခွန်းကိုပေါ့နော်သူလက်ကြတော့ဖက်မှာထိုင်တဲ့ယောဟန်ကိုအဝေးကနေဆိုင်လေးပြပြီးတော့မှမိပါအောင်ဆိုပြီးတော့မှအဝေးကနေဆိုင်လေးပြတဲ့အတွက်ကြောင့်ပီတရုတော့နည်းနည်းလမ်းတဲ့နေရာမှာထိုင်တယ်နဲ့တူတယ်ဆိုတော့အဲ့ဒီလိုထိုင်တယ်ပြီးတော့မှအဲ့ဒီပတ္တကပွဲမှာဆိုလို့ရှိရင်သူတို့ကစပစ်ရည်၄ခွက်တောက်တယ်၄ခွက်တောက်တယ်စပစ်ရည်အခွက်တိုင်းကအတိတ်ပဲရှိတယ်ပေါ့နော်ပွဲအစပြုတော့မယ်ဆိုတဲ့အခါမှာသူတို့ဒီထိုင်ပြီးမှဒီစပွဲထူးတွေကပေါ့နော်အရင်ဆုံးစပစ်ရခွက်တွေယူလာတယ်ပြီးတော့မှဒီ appetizer မျိုးပေါ့နော်ဆလတ်တွေယူလာတယ်ဆလတ်အခါးတွေပေါ့နော်အထောင်လဲပါတယ်အရွက်တွေလည်းပါတယ်ဆလတ်တွေဖြစ်တယ်အဲ့ဒီဆလတ်ကိုမစားခင်မှာစပစ်ရည်ကိုအရင်တောက်တယ်ပြီးတော့တောက်ရင်းနဲ့ဆလတ်ကိုစားတယ်ပေါ့ဆလတ်ကိုစားတယ်ပြီးတော့မှအဲ့ဒါကပထမအခွက်ဖြစ်တယ်ဒုတိယအခွက်တတိယအခွက်နောက်ဆုံးခွက်ဆိုတာတစ်ခုပြီးတစ်ခုလာတယ်ပေါ့နော်အဲ့ဒီလိုထိုင်ပြီးတော့မှပွဲလောက်တာဖြစ်တယ်ဆိုတော့သခင်ယေရှုနောက်ဆုံးညစာစားပွဲမှာလဲသူဟာလဲယူဒလူဖြစ်တယ်ယူဒတွေရဲ့ပတ္တခါပွဲဖြစ်တဲ့အတွက်ကြောင့်လဲသူတို့ရဲ့အထုံးစံအတိုင်းထိုင်ကြမယ်ဆိုတာလဲသိချပါတယ်ကျမ်းစာကိုလေ့လာတဲ့အခါမှာသူတို့ရဲ့ထိုင်ပုံထိုင်နည်းလဲနည်းနည်းပပတော့နားလည်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီညမှာခုနကျွန်တော်ပြောသလိုပေါ့ဒီစပစ်ဝိုင်းနော်စပစ်ရေမဟုတ်ဘူးဒီစပစ်ဝိုင်းပါစပစ်ဝိုင်း၄ခွက်တောက်ပါတယ်ပထမတစ်ခွက်ကကိုခိဒုရှ်လို့ခေါ်ပါတယ်အတိတ်ပဲကဘာလဲဆိုရင်တော့ဒီ sanctification ခွက်ပေါ့နော်တန်ရှင်းစင်ကြယ်စေဖို့ရန်အတွက်တန်ရှင်းစင်ကြယ်ခြင်းကိုအောက်မေ့တတိရတဲ့အနေနဲ့ပေါ့နော် sanctification ခွက်ကိုတောက်တာဖြစ်ပါတယ်ဒုတိယခွက်က megid လို့ခေါ်ပါတယ်အဲ့ဒါကတော့လွတ်မြောက်ခြင်းခွက်ပေါ့နော်လွတ်မြောက်ခြင်းခွက်တတိယခွက်ကဘာလဲဆိုရင်barkat hamazon လို့ခေါ်တယ်အဲ့ဒါကဒီကေတင်ချင်းခွက်ဖလားပေါ့နော်တတိယခွက်ကေတင်ချင်းခွက်ဖလားဖြစ်တယ်စတုထခွက်နဲ့နောက်ဆုံးခွက်ကဘာလဲဆိုလို့ရှိရင် hello ဆိုပြီးတော့မှခေါ်ပါတယ်ချီးမွမ်းခြင်းခွက်ဖြစ်ပါတယ်ဆိုတော့ပထမခွက်လာတယ်တောက်ရင်းနဲ့ဒီဆလတ်လဲစားတယ်ဆလတ်စားရင်းနဲ့ပေါ့နော်အင်ရှင်ကနေပြီးတော့ပတ္တခါပွဲဘယ်လိုအစာပြုတ်တယ်လဲဒီဣတိလလူမျိုးတွေကဧကဒုတ်ပြည်မှာဘယ်လောက်ထိကြုံခံပြီးတော့မှဆင်းရဲဒုက္ခခံခဲ့တယ်လဲဆိုတဲ့အကြောင်းတွေသူရှင်းပြတယ်ပုံပြင်လို့ပေါ့နော်သူကပြောပြီးတော့မှပြောရင်းနဲ့တောက်ရင်းနဲ့စားဆလတ်တွေစားပေါ့နော်အဲ့မှာသူတို့ကတချင်းလဲဆိုတယ်အစတချင်းလို့ပေါ့နော်ပတ္တကပွဲလုပ်တဲ့အခါမှာသူတို့ဆိုတဲ့တခြင်းကတော့ဆာလန်133ကနေ138ကိုတခြင်းနဲ့ဆိုပြီးတော့မှအဖွင့်တခြင်းအနေနဲ့တော့ဆာလန်133နဲ့134ကိုဆိုတာဖြစ်တယ်အဲတခြင်းဆိုတဲ့စပစ်ရေပထမခွက်ကိုတောက်တယ်ဆလတ်စားတယ်ပုံပြင်နေပြောတယ်ပေါ့နော်ပုံပြင်ဆိုတာကဒီဧကဒုတ်ပြည်မှာဂျုံခံတဲ့အကြောင်းတွေလွတ်မြောက်တဲ့အကြောင်းတွေပုံပြင်အနေနဲ့ပြန်ပြောတာဖြစ်ပါတယ်ပြီးတော့အဲ့ဒီပထမခွက်ပြီးတဲ့အခါမှာဒီဒုတိယတုတ်အနေနဲ့ပေါ့နော်ဒီသူတို့ဖုတ်ထားတဲ့ဒီပတ္တခါ
မုံလို့ခေါ်တယ်ပေါ့နော်တစီမပါတဲ့ပတ္တကမုံကိုယူလာတယ်ယူလာပြီးမှအဲ့မှာစပိရင်လဲဒုတိယအခွက်ရောက်လာတယ်ပေါ့ဆိုတော့အဲ့ဒီပတ္တကမုံနေလဲစားဖြစ်ဖြစ်နဲ့စားတယ်ဒုတိယခွက်ကိုလဲတောက်တယ်ပေါ့တောက်ရင်းနဲ့ပေါ့နော်ခုနအဲ့ဒီဧကတို့ပြေမှာကြုံခံတဲ့အကြောင်းတွေပုံပြင်လို့ပြန်ပြောတယ်ဆက်လက်ပြီးတော့ဒီပုံပြင်ပြောတယ်ပြီးတော့တတိယခွက်လာတဲ့အခါမှာပေါ့နော်တတိယခွက်လာတဲ့အခါမှာကြတော့သူတို့ရဲ့လက်တွေကိုစီးပြီးမှတတိယခွက်နဲ့ဒီတကယ်တတိယခွက်မလာခင်မှာတော့ဒီသူတို့ရဲ့တကယ် main course ဖြစ်တဲ့တူတာကင်ပေါ့နော်အကောင်လိုက်ကင်တာအဲ့ဒီတူးကင်ရောက်လာတဲ့အခါမှာလက်တွေစီးပြီးတော့မှအဲ့ဒီတူးကင်အသားတွေကိုပေါ့နော်လက်နဲ့ယူစားကြတယ်ပေါ့အဲ့ဒါနဲ့တတိယအခွက်ရောက်လာတယ်ပေါ့ဆိုတော့ဒီတတိယခွက်ရောက်လာတဲ့အခါမှာတတိယခွက်ဟာဘာခွက်လို့သူတို့ခေါ်တယ်လဲဆိုလို့ရှိရင် salvation ခွက်ပေါ့နော်အဲ့ဒီ salvation ခွက်ကိုသူတို့မတောက်ခင်လေးမှာသခင်ယေရှုကဒီခွက်ဟာမင်းတို့နဲ့ငါနဲ့ပေါ့နော်လှုပ်ထားတဲ့ပရိညာအတစ်ခွက်ဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တယ်ဆိုတော့တပည့်တော်တွေကသူတို့စိတ်ထဲမှာsalvation ခွက်တောက်တော့မယ်လို့ပေါ့နော်ထင်ကြမှာပေါ့အောက်မေ့ကြမှာပေါ့အဲ့ဒါနဲ့အဲ့ဒီချိန်မှာ salvation ခွက်ကိုမတောက်ဘဲနဲ့ ancient ဖြစ်တဲ့သခင်ယေရှုကနေပြီးတော့ salvation ခွက်ကိုမတောက်ခင်လေးမှာဒီနာမည်လေးပြောင်းပြီးတော့မှဒီကောင်က salvation ဒီခွက်က salvation ခွက်မဟုတ်ဘူးဒီခွက်ကမင်းတို့နဲ့ငါနဲ့လှုပ်ထားတဲ့ငါရဲ့အသွေးပေါ့နော်ငါအသွေးစွန့်တယ်ငါအသွေးနဲ့လှုပ်ထားတဲ့ပရိညာအတစ်ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီ salvation ခွက်ကိုပရိညာအတစ်ခွက်ဆိုပြီးတော့မှပြောင်းလိုက်တယ်ပြောင်းပြီးမှသင်တို့ယူကြပါစားတောက်ကြပါဆိုပြီးတော့မှစားလဲစားတောက်လဲတောက်ခိုင်းတယ်ပေါ့နော်ပြီးတော့မာသဲအခန်းကြီး26ငွေ26ကနေကြည့်မယ်ဆိုရင်ပေါ့နော်ဒီစပိယေကိုနော်ငါရဲ့ဖယားသခင်နိုင်ငံတော်မှာပဲတင်တော့နဲ့အတူတူပြန်တောက်မယ်ဆိုပြီးတော့ပြောပါတယ်တကယ်ပဲတတိယခွက်တောက်ပြီးတဲ့အခါမှာသူတို့တွေကမတတ်ထပြီးတော့မှတန်လွင်တောင်ဖက်ကိုပေါ့နော်တွားကြတယ်ဆိုတာတွေ့ရတယ်တကယ်နောက်ဆုံးခွက်စတုထမြောက်သောခွက်ကိုမတောက်တော့ဘူးဘာကြောင့်မတောက်တော့တာလဲဖယားသခင်ရဲ့နိုင်ငံတော်မှာတင်တို့နဲ့အတူတူထိုင်တဲ့အခါမှာပဲတောက်မယ်ဆိုပြီးတော့ပြောတယ်တကယ်သူတို့ပတ္တခါပွဲမှာဆိုလို့ရှိရင်တော့ဒီတတိယခွက်တောက်တယ်ဒီ main course တွေအကုန်စားပြီးတဲ့အခါမှာအဆုံးမှာတချင်းပြန်ဆိုတယ်ပေါ့စာလံတရားနဲ့35ကနေပြီးတော့တရားနဲ့38အထိပေါ့နော်သူတို့အဲ့ဒီတချင်းကိုပြန်ဆိုတာတချင်းမဆိုခင်လေးမှာတချင်းဆိုပြီးမှဒီနောက်ဆုံးအခွက်ကိုတောက်တာဖြစ်တယ်အမေဒီတပေတော်တွေမာသဲခန်းကြီး26မှာဆိုလို့ရှိရင်တော့တချင်းဆိုပြီးတော့မှထွက်သွားတယ်တဲ့နောက်ဆုံးအခွက်ကိုမတောက်တော့ဘူး။ဘာကြောင့်လဲဆိုတော့ပေါ့နော်သခင်ယေရှုကဘာကြောင့်ဒီနောက်ဆုံးသောစပိယခွက်ကိုမတောက်တော့တာလဲဆိုရင်တင်နဲ့ကျွန်တော်နဲ့ပေါ့နော်တပေတော်တွေနဲ့နောက်လာအောင်မဲ့ယုံကြည်သူတွေနဲ့ဖယားသခင်နိုင်ငံတော်မှာစပွဲဝိုင်းပြီးတော့အတူတူတောက်ခြင်းလို့ဘာကြောင့်ဒီနောက်ဆုံးခွက်ကိုမတောက်ရသေးတာလဲတင့်ကိုစောင့်နေလို့သခင်ယေရှုကဒီနောက်ဆုံးခွက်ကိုမတောက်သေးတာဖြစ်တယ်ဒီကနေ့အထိမတောက်သေးဘူးဖြစ်တယ်ကျွန်တော်ကိုစောင့်နေတာဖြစ်တယ်တင့်ကိုစောင့်နေတာဖြစ်တယ်အမတန်မှဂုဏ်ယူစရာကောင်းပါတယ်ဆိုတော့စပိ၄ခွက်တောက်တယ်အဲ့ဒီလိုနဲ့သူတို့ကပတ္တခါပွဲကိုလောက်တာဖြစ်တယ်အဲ့ဒီနောက်ဆုံးပတ္တခါပွဲဟာသခင်ယေရှုကပွဲတော်မင်္ဂလာအစပြုတ်တဲ့နေ့ဖြစ်လာပါတယ်အဲ့ဒီနေ့ကနေစပြီးတော့သူတို့တွေက
ဒီခရစ်တော်ကိုအောက်မေ့တတိရတဲ့အနေနဲ့ဒီပွဲတော်မင်္ဂလာကိုသုံးဆောင်ကြတာဖြစ်ပါတယ်အဲ့ဒီနေ့ကနေစပြီးတော့သူတို့ကဒီကနေ့အထိပေါ့နော်ယုံကြည်သူတွေကအပတ်တိုင်းမဟုတ်အစပိုင်းမှာတော့သူတို့နေ့တိုင်းစားတယ်နောက်ပိုင်းမှာတော့အပတ်တိုင်းစားတယ်ဒီကနေ့အထိသခင်ယေရှုမိန့်မှာထားတဲ့အတိုင်းပေါ့နော်ပွဲတော်မင်္ဂလာကိုကျွန်တော်တို့သုံးဆောင်တာဖြစ်ပါတယ်လို့ဒီလောက်နဲ့အဆုံးသတ်ခြင်းနဲ့ဘုရားသခင်ကောင်းချီးပေးပါစေ